Hello, we clean it very kind. This only little thing to ne. Alo, you meet Tom break. Break. အမတငယ်ချင်းအေဂျင့်မောင်တို့ဝမဖီလို့လဲလွတ်လိုက်မယ်တဲ့သူလည်းကြိုက်တယ်ဒီလိုချီတယ်လေအဲ့ဒါကိုလည်းလွတ်ပေးပါဦးပန်ကိုနဲ့အမစကားမပြောဟုတ်လေမိမယူသွားလို့ Let me see. ใช่พวกมาประตูแล้วมันเห็นมีงูแต่หลบไม่ได้นั่นไม่ใช่มีนั่นมีหมูเลยไอ้ดองงเงี้ยเนี่ยยันตัวจ่าละ ตัวเนาะแต่ที่ตัวหลังปุ่มเปียกไง ตัวเนี่ยดูแล้วจ่อชิงมีหลังเนี่ยวันนี้ไอ้ลูกเรามาเปียววันเนี่ย ตัวเบี้ยแค่ที่กันยังดูเลย อาเฟดีมาโร่ไม่ไอ้ประตูเนี่ยมันเนี่ยหรอเนี่ยมันจีสไตล์เลยเก็บไปเก็บเป็ดเจ๊ฟิตไปจ้าบุเลย ตัวลูกของบูจีเลยเอาเปล่าตัวเนี่ยมันบูจีเลยใส่เนื้อဝင်လာတာใส่เนื้อဝင်လာတယ်ငါသွားရောက်မယ်မမို့အော်ရှင်လည်းချစ်လိုက်တာမမေဟိုကျွန်တော်ငယ်ငယ်လေးကကျွန်တော်လေးလက်လောက်ကနေမမို့အရာအပေးရသေးတာ Thank you မမို့ရဲ့တဲ့ဇာတ်ကားနဲ့စပြောလေအခုနောက်ဆုံးရက်ထားတဲ့ဇာတ်ကားဒီကျွန်တော်အကုန်ကြည့်ဖို့ရသေးလားငယ်တော့ဆိုရင်မမုန်းကဗီဒီယိုရုံမှာပြလို့ရှိရင်အဖေရိုက်ခံပြီးတော့တော်တော်ပြီးကြည့်ရသေးလားပြီးတော့လေ fashion မောယောက်ျားလေးဟိုရှက်တော့တော်ဆုံးလာပဲနော် ဘာဖြစ်လဲမမုန်းလေဒီအကယ်ဒမီငါပဲရမည်ဆိုတဲ့ဇာတ်ကားလေအဲကောင်းမှာအကယ်ဒမီများတော့လေကျွန်တော်မှငုံလဲရ လုံမောကြောတော့ဒီဇိုင်းနဲ့မဆိုးနော်ရမ်းလိုက်တယ်ဒါနဲ့ဒါရဘာ brand လေးလဲ ဟာကျွန်တော်တို့ DI fashion မှာဆိုရှင် export brand တွေကြီးပဲရောင်းပေးတာပါခင်ဗျလုံးဝ export quality ပါဟိုနိုင်ငံခြားမှာတင်စီပေးရတဲ့ brand တွေကိုဒီမှာတောင်းကနေနဲ့ပဲရောင်းချပေးတာပါခင်ဗျ ဒီကမော်တကိစ္စမရှိပါဘူးဒီကတော့မတော့ရှူတင်မှာရဖို့မှာဆိုမကို night ကလည်းquality မင်းသမီးဖြစ်တဲ့အတွက်အဲ့လို quality brand လေးတွေပေါ့မှာဝတ်ချင်တာပေါ့သုံးချင်တာပေါ့ ဟုတ်အသားကောင်းဖို့တွေကလုံးဝစိတ်ချပါဒီမှာက export brand တွေကြီးပဲဖြစ်တာကြောင့်လို့ဟုတ်မြန်မာနိုင်ငံကလေတခြားနာမည်ကြီးမင်းသားမင်းသမီးတွေအကုန်လုံးနဲ့ကျွန်တော်တို့ DI fashion မှာပဲလာဝယ်ကြတာ အမတော့နာမည်အကြီးဆုံးဖြစ်မှာပေါ့နော် ဟုတ်တာဗောအမ မင်းသမီးနောက်ရိုက်မဲ့ရုပ်ရှင်ကားကြီးကနင်းနဲ့ငါနဲ့အတကုံဆော်ဆိုရုပ်ရှင်ကားကြီးနော်ရန်ကုန်ကျမကတယောက်တည်းတိုင်းနေကြမှာအဲ့တော့လှူရှားလူလေးအင်းကြီးဟုတ်တယ်မဒီလိုဖလန်နယ်လေးတို့အကွက်ကလေးလေဒီမှာဟင်းဒါနဲ့ဝကမှာမဆုံးနော်ဟုတ်ဒါနဲ့လေဒီမှာဟိုလှူရှားရလွယ်မဲ့ဘောင်းမီလေးပါလေမင်းသမီးတို့ ရှိရကျွန်တော်တို့ DI fashion မှာအစုပ်ရှိတယ်ခင်ဗျဟုတ် fitting room မှာ try ကြည့်လို့ရလား ရပါတယ်ခင်ဗျဟုတ်ရပါတယ်ဟုတ် အဲ့ဒါ try လိုက်မယ်လေနော် 人来，都到晚上去。人 relax ဖြစ်တယ် Oh my god 下သွားပြီ။ရနေစေတဲ့အရန်ဒီ Oh my god ရပါတယ် စင်ဒီရတာလေး။ဘာလဲ။မောင် size ဆုံးအ样ဆုံးထည့်ပေး။အဲ့ဒါတခြားတော့လည်းအဲ့လိုတူနေတာ။ဟုတ်လားလေ တော်တော်ကြောင်းကကျွန်တော်စီမှာဒီအထည်တွေကထောင်ချီတောင်းချီရှိတယ်ဟုတ် ။ဟုတ်ဆက်ထည့်ယူမယ်နော်။ဆက်ထည့်လိုက်တော့အားကစားမဆောင်လေးလည်းအဆုံရှိရနော် ရှိတယ်ခင်ဗျကျွန်တော်တိုင်မှာအစုပ်ရှိတယ်ဟုတ် မင်းသမီးနောက်ရိုက်မဲ့ကတကြီးသမီးစီးတီးနဲ့ပါအေးကြိုက်တဲ့ကိုနောင်ကိုင်ဆိုရရုပ်ရှင်ကားကြီးနှစ်ကားလေမြန်မာလုံးဘက်ကမှာအဲ့စီတယ်လေးကိုကပ်ပါစီတယ်လေးဝယ်ရမယ် ရှိတယ်ဟိုအပေါ်ထက်မှာလေမိန်းကလေးဝှချီတယ်အစုပ်ရှိတယ်ခင်ဗျ ရှိရလားစင်ပြေဆိုနော်စင်ပြေကြည့်မယ်လေမင်္ဂလေးတွေပဲနော် ဟုတ်ကဲ့ခင်ဗျ တော်လေးကိုတာ ဒီ Lavender Cotton brand ကကျွန်တော်တို့ဆိုင်ရဲ့ local brand ပါခင်ဗျဟုတ် ဟွာဟို drink culture လေးနဲ့အရင်မှတ်တယ်ရောဒီမှာကျမဆူရှင်မုန်းလေးချိုင်ရှိတာလေးနော်ဒါလေး try ကြည့်မယ် ဟုတ်ကဲ့ရပါတယ်ခင်ဗျဟုတ် Hello, we clean it very kind. This only little thing to ne. Alo, you meet Tom break. 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 ရမ်းလိုက်ဟုတ်တယ်။ဖတ်တာရှိရဲ့။အရင်လိုက်ကဲ။အဲ့ဒါလေးတွေရောင်စုံလေးထည့်ပေးနော်။အရင်ကြိုက်နေပြီ။ drink ချာလေးဒါလေးပဲဝတ်ထားလိုက်တော့မယ်။ဝတ်ထားလိုက်တော့ဒါလေးပဲလာ။ဟာလေအမတငယ်ချင်းအေဂျင့်မောင်တို့ဝမဖီလို့လည်းလွတ်လိုက်မယ်တဲ့။သူလည်းကြိုက်တယ်ဒီလိုချီတယ်လေ။အဲ့ဒါကိုလည်းလွတ်ပေးပါဦး။ပန်ဒီကိုနဲ့မစကားမပြောဘူး။ဟုတ်လေ။မိမယူသွားလို့ လေးလည်းအစုံပဲနော် ဟုတ်ကဲ့ကျွန်တော်တို့ DI fashion မှာယောက်ျားမိန်းမကလေးတမိသားစုလုံးစားအစုံရှိပါခင်ဗျမိသားစုလိုက် shopping ထိုင်ရုံပဲ
ရှင်းပါလေတောက်တယ်လေ coffee ဆိုင်လေးတွေ့အရင်မှ ဟုတ်ကဲ့ဗျာဟုတ် အနည်းတော့ဝင်ချင်လို့ okay okay coffee ပါလာသမီးလာ ဒီမေ smile 1 2 3 thank you နော်ကဲအဲ့ဆိုစုံနေနော်ဟိုကကျန်သေးရလေနောက်လာမှရိုက်မဲ့ကားတကားလေကားတော့ချင်းတောင်နဲ့တိတ်ချမ်းနေမောင်လေအနွေးတယ်ဝယ်ရအောင်ပါ အနည်းလေးတွေကအပေါ်ထဲမှာရှိတယ်ခင်ဗျာ အော်ရှိလားအဆင်ပြေတယ်ခါလေးကြည့်ရလိုက်ပဲလေလူအေးရာဒီတဲ့လွန်ချမ်းနေရာဒီတဲ့မပြေရမောင်တမျိုးတော့နေလို့လဲမဖြစ်နိုင်နဲ့အော်ရှာပြီအရန်ကြိုက်တယ်ချင်းတောင်ပြီးဆွစ်ဇာလန်တန်းသွားမယ်လိုက်မယ်လေစုံလိုက်တာ ကျွန်တော်တို့ဆိုင်မှာတင်ငယ်ပေးခရရည်လည်းအဆုံးရှိပါတယ်ခင်ဗျာဟိုကဖျားလည်းရှိတယ် မဖုံဖုံရုပ်တူရလဲတကယ်အဆက်တိုင်းပဲနော် အဲ့ဒါဖုံဖုံရုပ်ထုမဟုတ်ဖုံဖုံအစ်စ်ဟုတ်တယ်ဆိုင်မှာဒီနေ့ဆုံးကတ်ရှိလို့လေတရားနာဖို့ဆိုဖုံဖုံကိုပင့်ထားတာဟောတရားဝင်လာတော့ပါလား ဟောတော့ပါပဲနေပါတော့မင်းသမီးတော်ကြနိုင်ငံဆောင်မင်းသမီးကတရားမနာဘူးဝင်နာရမှာပါဖူးရမှာသွားလိုက်မနော် ဒီကမကြီးတို့က ဒီကောင်မနိုင်ငံကျော်မင်းသမီးပါဗျာတပည့်တော်နိုင်ငံကျော်စတိုင်းလေးပါဗျာ ဟောဆက်ကိုင်းနေစီတာ စတိုင်းလေးပါဗျာစတိုင်းလေး ဘုံဘုံက TV တွေဘာတွေမကြည့်တော့ဘယ်မင်းသားဘယ်မင်းသမီးကိုမှမသိဘူးကွလှကြပါလေနော်တမျိုးနဲ့တမျိုးလှကြတာပါပဲတိုးတော်လည်းတခုတော့ရှိတယ်နော်လှပယူစင်လူပြိုခြင်းကအိုခြင်းမြောက်စုဖြစ်ခြင်းရတ်စွာဘုရားကအနိစ္စရဲ့ဒုက္ခရဲ့အနတ္တရဲ့လို့ဟောထားတယ်အိုခြင်းနာခြင်းသိခြင်းဘလောက်ချောချောဘလောက်လှလှဘလောက်ချမ်းသာချမ်းသာဘလောက်ဆင်းရဲဆင်းရဲနောက်ဆုံးသိခြင်းမရဏကိုတွေ့ကြရတာပဲဒီကမာတို့ရဲ့နော်ပရိသတ်ပိတာ ဆိုတော့မင်းသမီးရယ်ဘယ်လိုပါနဲ့ဒီကတော့အမဒီလားရှောင်းဆောင်လေးနဲ့ဆောင်ထည့်ပြီးနော် ဟုတ်အဲ့ဆိုကျွန်တော်အကုန်ပေါင်းလိုက်ကြမယ်နော်ဒါတွေရော အဲ့ဒါအမမယူတော့ ဟောဘာလို့လဲ အမလော်ကီကိုစိတ်ကုန်နေပြီအမဒီလားရှင်အပြီးဝတ်တော့မယ်ဟုတ်မင်းသမီးဟာနောက်ပေါင်ကြနေပြီမင်းသမီး ဒါဆိုရင်ဒါတွေအမရေးလိုက်တော့နော် မယူပါဘူးအမယူတာမဟုတ် မရှိလို့မရဘူးလေဘာမှအဖမရွေးထားတော့အမကိုယ်တိုင်လိုက်ပြီးဒါလေးနဲ့လိုက်တယ်ဘယ်လိုလဲဒါလေးယူတော့ဒါလေးအဆင်ပြေတယ်ဆိုပြီးအမကိုယ်တိုင်တနေ့ကိုလိုက်ပြီးရွေးပေးထားတာလေအမအဲ့လိုတော့မရဘူးလေကျွန်တော်တို့လည်းအားနာအောင်လေအမေကျွန်တော်တို့ဆိုလို့ရှိရင်တခြား customer တွေကိုလွတ်ထားပြီးတော့အမတို့မင်းသမီးဆိုပြီးတေချာကြီးတိုက်ပြီးတော့လိုက်အောင်ပေးထားတာယူရမှာယူထားလိုက်နော် မယူတော့ဘူးအမလည်းဘယ်လိုက်ချင်တော့မှာအမမဟုတ်ဘူးဘူးလားမင်္ဂလာပါရှင် DI Fashion Mall ဟာဆိုရင်အမိုက်စာ export quality design အဆောင်အမျိုးသားဝအမျိုးသမီးဝကလေးဝတနေရာတဲမှာရရှိနိုင်မယ် shopping mall တခုပဲဖြစ်ပါတယ်ရှင် DI Fashion Mall မှာဆိုရင်အများနဲ့မတူပဲတမူထူးခြားတဲ့ DI Fashion Mall ရဲ့ကိုယ်ပိုင် Lavender Cotton ဆိုတဲ့ local ချီတဲ့ brand လေးကိုလည်းရရှိနိုင်ပါတယ်ရှင် DI Fashion Mall မှာဆိုရင် quality အကောင်းဆုံးသင်္ကန်းပေးခဲ့ရများကိုလည်းဝယ်ယူရရှိနိုင်ပါတယ်ရှင်မိသားစုလိုက်ပဲ shopping ထွက်ရတဲ့နားမလားစားမလားတငယ်ချင်းတွေနဲ့ shopping ထွက်ရတဲ့နားမလားစားမလားချစ်သူနဲ့ပဲ shopping ထွက်ရတဲ့နားမလားစားမလား DI Fashion Mall ရဲ့ coffee ဆိုင်လေးနဲ့မြန်မာအသုတ်ဆောင်ဆိုင်လေးလည်းရှိပါတယ်ရှင် DI Fashion Mall ရဲ့ဆိုင်လိပ်စာများမှာတော့ဆိုင်အမှတ်1စမ်းချောင်းဆိုင်လိပ်စာတင်ငါလေးမြင်းဆောင်တင်ငါရှေ့စမ်းချောင်းလမ်းစမ်းချောင်းမြို့နယ်ပဲဖြစ်ပါတယ်ရှင်ဆိုင်အမှတ်2ကတော့မြောက်တကုံလိပ်စာအမှတ်60မြင်းဆောင်68တပင်ရွှေထီးလမ်း34ရပ်ကွက်မြောက်တကုံပဲဖြစ်ပါတယ်ရှင်ဆိုင်အမှတ်3ကတော့ချက်အမှတ်4ပြီးချက်ကုန်းလမ်းရန်ကင်းမြို့နယ်ရန်ကုန်မြို့ပဲဖြစ်ပါတယ်ရှင်